ကဲ personal တက်လာပြီဆိုတော့ buff nerf adjustment နဲ့အကြောင်းပြောကြမယ်ပြောစရာလေးလည်းများတဲ့အတွက်ခက်မြန်လေးပဲသွားကြမယ်အရင်ဦးဆုံးဒီ patch ရဲ့မင်းသမီးဖြစ်တဲ့ Laura နဲ့စောင့်ခွင့်လိုက်ရအောင် Laura ရဲ့ base HP ကို100တိတိုးပေးထားပြီးတော့ spell တော့သုံးပြီးတိုင်းမှာ attack speed 5% နဲ့ 10% တိုးမှအောင်3ရက်တိုင်း stat ဆုနိုင်မယ် passive ကိုလည်းထည့်ပေးထားပါတယ် scale 1 scale 1ကို DMP ရတဲ့နေရာကျော်ပြီးရင် movement speed နည်းနည်းပိုတက်အောင်လုပ်ပေးရတယ် scale 1နဲ့ ultimate 3ရင်ရရှိမယ် serpent blade မွေထားရတဲ့ attack speed ဟာအရင်ကလို skill level ကိုမူတည်ရမှာမဟုတ်တော့ဘဲနဲ့ Laura ရဲ့ attack speed များရင်များသလို attack speed မြန်လာတော့မှာဖြစ်ပါတယ်ဒီတာ scale 1 damage ကို nerf လိုက်ရပေမဲ့ Arlequin ကိုတော့ short ချပေးထားပါတယ် scale 2ကိုတော့ရင်တော့ enemy ကိုပပလေးဆွဲလို့ရမှာဖြစ်ပါတယ်ဒါလည်းမကသေးပဲ scale 2ရဲ့ damage ကို share တင်ပေးထားပြီးတော့ non hero unit ကိုထိရင်ပြန်ရမယ်ကိုတော့ကိုတော့ Arlequin မှာ short ထားပါတယ် automatic ကိုတော့အရင်ကလိုမလက်ရက်30ရမလို့တော့ပဲလမ်းလျှောက်သုံးလို့ရမှာဖြစ်ပြီးတော့အဲ့ဒီအတွက်အပြန်အလှန်လဲထအနေနဲ့ Arlequin ကိုတော့ Arlequin damage နဲ့ blind duration တို့ကို short ချခံလိုက်ရပါတယ်ဒုတိယမြောက်တစ်ကောင်ကတော့ Piley Schwanzer ပဲဖြစ်ပြီးတော့ Schwanzer ရဲ့အဝေးရနဲ့ခုတ်တဲ့ basic attack ကို damage 2% တင်ပေးရပါတယ်နောက်တစ်ခုက scale 2 scale 2ရဲ့ဂျိတ်ချိတ်တာရောကင်ပေါက်တာရော damage တင်ပေးရပါတယ်အားရမကသေးပဲ automatic ရဲ့ဂျိတ်ချိတ်တာရောတက်ချတာရောနင်းငယ် buff ရရမို့လို့တကယ်ကန်တဲ့လူလက်ထက်ဒီကောင်ကိုတွတ်ထည့်ပေးလိုက်ရင်ကင်ပေါက်ခံရရင်းနဲ့တင် double show မဲ့ game မှာနောက်ထပ်တစ်ကောင်ကတော့မော်ရွာသားလေးမုံရပဲဖြစ်ပြီးတော့ကျွန်တော်တို့စီမှာဘယ်သူမှမဆောကြပေမဲ့လေအမေရိကမှာမိုးဖက်စိန်တို့ကကင်ပြီးချမ်းပြနေတော့နင်းတိုင်း scale 1 damage enough ခံလိုက်ရပါတယ်နောက်ထပ်တစ်ကောင်ကတော့နောက်တငယ်မှာလေး Mi Erin ဖြစ်ပြီးတော့ Mi Erin ကို magic damage ဖြစ်ပြီးတော့ automate ကြီးလိုက်ဖြစ်တာကို developer တွေကမကြိုက်ပုံရတယ် Erin ရဲ့ scale 1ရော automate ရော base damage ရော magic damage scaling ရော nerf လိုက်ပါတယ်နောက်ထပ်တစ်ကောင်ကတော့ Yaku ပိုင်မို့တဲ့ Fadi ပိုင်ဖြစ်ပြီးတော့ Fadi ပိုင်ရဲ့ persistent နဲ့တွေးတတာကိုပပလေးပုတ် buff ရပါတယ်ထားလဲကြတာတော့ခင်ဗျားတို့ဂျပန်မှာ Shira Nui မိုင်းပဲဖြစ်ပြီးတော့ မိုင်းရဲ့ scale 1 alien cooldown နဲ့ scale 2 damage တို့ကိုပပလေးပုတ် buff ရပါတယ်နောက်ထပ်တစ်ကောင်ကတော့ပြင်ပန်းမောင်ခြုံတိုးကောင်ဖြစ်တဲ့ Skia ဖြစ်ပြီးတော့အမောင် Skia တို့ကတော့နေထိုင်တဲ့ကိုဟီးနဲ့ပတ်စစ်ကို nerf ခံရပြန်ပါတယ်ဒီ season မှာကြောင်ကတ်နေတဲ့ကျွန်တော်တို့ရဲ့ဘာဘုံဒါမှကိုလည်း scale 1 2 damage နှစ်ခုလုံးကို buff ရပြီးတော့ဂျိုဂျိုလာမလား martial လာမလား collaboration skin တစ်ခုမှတစ်ခုတော့လာတော့မယ်ထင်ပါတယ်ဗျနောက်ဆုံးနဲ့အဓိပ္ပာယ်မရှိဆုံး adjustment တစ်ခုကတော့ကျွန်တော်တို့ရဲ့ dark system hero ကြီး Hoi ပဲဖြစ်ပြီးတော့ Hoi ရဲ့ scale 1 duration ကိုတစ်စက္ကန့်ကြီးများအောင်ရှော့ချလိုက်ပြီးတော့ alien damage ကို PC ညတော်တွေတင်ပေးရပါတယ်ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲရန်ကုန်မှာကာသာဝမ်းရောကအရင်ဆုံးနေရမို့လို့အားလုံးပဲ view ဆက်ကြပါလို့တတိပေးရင်ဒီဗီဒီယိုလေးကိုညီကုန်းချုပ်ပြရစီ